မိတဆိုးလေးဆိုပြီးအလိုလိုက်ထားတယ်သမီးမိုက်ဟဲ့ပြဿနာတက်ပြီလားမသိဘူး ဟဲ့ကောင်ကသမီးကိုခိုးသွားတဲ့ကောင်ခုချက်ချင်းကိုထွက်ခဲ့စမ်းအနူလက်နဲ့ရွှေခွက်နိုင်တဲ့မင်းရဲ့လက်ကိုဖြတ်ခဲ့စမ်း လုံးလုံးယောက်ျားကြီးပြင်မပြေးရောက်လာလေ ဒါရီတီရွာလူကြီးကိုခေါ်ထားပြီးကြောက်ပါနဲ့ဘယ်မှာလဲကွာငါသမီးကိုခိုးသွားတဲ့ကောင် ဟောအဲ့ဒီပဲချွေးမအဖေနဲ့တူတယ်ကဲလာဗျာလာမင်းရရေဧည့်သည်တွေရောက်နေပြီထမင်းကြက်ပြီဆိုရင်လည်းထမင်းဝိုင်းလေးပြင်လိုက်တော့ ကျောက်ဒီကိုသမီးစားဖို့လာတာမဟုတ်တခါတော့ပြန်ခေါ်သွားမယ်ကျောက်သမီးကိုထုတ်ဒါနဲ့ခင်ဗျားကဘယ်သူမှကာစီလို့ ဟုတ်ရပါဘူးကျောက်ကဗျာသူဒီအိမ်ရဲ့အိမ်ဦးနာပဲဟုတ် အာမဲသွားတဲ့နာမေပြကျောက်ကတော့ပုံပြီးသားနာမဲအားထားခဲ့စကားမများနဲ့ဘယ်မှာလဲငါသမီးထွက်ခဲ့ကြလာခဲ့ လာပါပြီဖေဖေရဲ့ ဒါလည်းတနိုင်လုံးနဲ့သာဖန်နေရသားကဖိချေရနေတော့ငါဘာမဒါပြသွားပါခေါ်နေတော့ဖျားလူကြားမှာမကောင်းသမီးပြန်လိုက်ခဲ့ ခိုခို ချစ်ချင်းကိုမခွဲပါနဲ့ဖေဖေရဲ့ချစ်ကလေးကိုတာမမမရမမပေါင်းပါမယ်ဖေဖေရဲ့ ဟုတ်တယ်လူငယ်ရဲ့ချစ်ချိုးကိုမခွဲနဲ့ခမရသမီးဆိုရင်ကျောက်ကလည်းကျုပ်သမီးလေးလို့စောင့်ရှောက်မှာအဲ့ဒါခမရသိတာ ကျောက်ကတော့လုံးဝသဘောမတူဘူးဗျာ ဟေးသမီးတို့ချစ်ချင်းမခွဲပါနဲ့ ဟုတ်တယ်ခမရသမီးကကျောက်သားနဲ့ယူထားတာ ဘာပဲဖြစ်နေဗျာသဘောလုံးဝမတူဘူးဟာဘာရင်းများချက်ထားလို့ဒီလောက်တောင်မှုေးနေရတာလေဝါဟင်းတွေကိုစုံလို့မှုေးနေတာပဲဘလို့များချက်ထားတာလဲ ရွှေပြားပဲလေဗျာရွှေပြား ရွှေပြာ ကျွန်တော်တို့အိမ်မှာတော့လေရွှေပြားမရွှေပြား ရွှေပြားကအလူတိုင်းရဲ့ဘာဖြစ်အဓိက အိမ်ရှင်မာတိုင်းမရှိမဖြစ်သုံးနဲ့လက်ဆွဲတစ်ခုမလား ခင်ဗျားကြီးကတိလိုက်တာ ဒီဆိုကျောက်ကသမီးရဲ့စဖို့မှုလေဗျာရွှေပြားတစ်စိတ်သုံးပါတော့ကျောက်သမီးလေးနဲ့သဘောတူလိုက်ပါပြီဗျာရွှေပြားအနေထားကတော့ရွှေပြားရဲ့အမှန်ရပါမယ်ဆွေမျိုးတကယ်မိသွားရွှေပြားအိမ်ရှင်မာတိုင်းစေတနာရွှေပြားတခါစားဘူးရင်တစ်သက်လုံးစွဲသွားမယ်ရွှေပြား